ကျွန်တော်လုံးသွင်းလေ့လာမယ့်အရာကတော့ကျွန်တော်ခရိယန်တိုင်းတိဖို့လိုအပ်တဲ့အရာဖြစ်တယ်ခရိယန်တော်များများရှုပ်ထွေးတဲ့အကျမ်းပိုက်ဖြစ်တယ်ဆိုတော့ကျွန်တော်တမန်ကျမ်းစာဓမ္မသစ်ကျမ်းကိုကြည့်တဲ့အခါမှာနော်ဒီအယက်ဒီတာနဲ့ပတ်သက်ပြီးမှ၃နေရာကိုဖော်ပြထားတာရှိတယ်နံပါတ်1ကပြင်အယက်မှောင်မိုက်လို့လည်းခေါ်တယ်ပြီးတော့မှပြင်အယက်မှောင်မိုက်မီးဖို့လို့လည်းခေါ်တယ်ပြီးတဲ့အခါမှာမြို့ပြင်ဆိုတော့မှ၃မျိုးတမန်ကျမ်းစာထဲမှာတွေ့ရတယ်အဲ့တော့အဲ့ဒီအယက်ဒီတာ၃မျိုးကဘယ်လိုမျိုးလဲယုံကြည်သူတွေနဲ့ကောဘယ်လိုဆက်ဆက်မှုရှိသလားပတ်သက်မှုရှိသလားအဲ့ဒါလေးတွေကိုကျွန်တော်တို့เนาะအတူတူကလေ့လာဖို့ဖြစ်ပါတယ်เนาะအဲ့တော့နံပါတ်1အနေနဲ့ငိုကြွေးခြင်းအန်သွားခဲခြင်းရှိရာပြင်အယက်မှောင်မိုက်ဆိုတော့မှเนาะဒီနေရာတနေရာပြင်အယက်မှောင်မိုက်လို့အဆုံးသတ်ထားတယ်သူ့ရဲ့ရှေ့မှာတော့ဗာရှိတယ်ဆိုတော့ငိုကြွေးခြင်းအန်သွားခဲခြင်းရှိရာပြင်အယက်မှောင်မိုက်ဆိုတော့မှဖော်ပြထားတယ်အဲ့ဒီအကြောင်းကိုရှင်မဿဲ24အငယ်51ရှင်မဿဲ25အငယ်30နဲ့ရှင်မဿဲ21အငယ်43တို့မှာဖော်ပြထားတဲ့အရာဖြစ်ပါတယ်အဲ့တော့ဒီကျမ်းပိုက်တွေကိုကျွန်တော်အတူတကွဖတ်ရှုသွားရအောင်ထိုကျွန်ကိုပြင်းပြစွာကိုမျက်ဆုံးမ၍ငိုကြွေးခြင်းအန်သွားခဲခြင်းရှိရာလျှို့ဝှက်သောသူတို့နှင့်တကွနေရာချလတံနောက်တစ်ခုကမဿဲ25 29 30အကြောင်းမူကားအကျဉ်သူသည်ယတတ်၏ထိုသူ၌ကြွယ်ဝပြည့်စုံစေခြင်းကပေးအောင်မည်အကျဉ်သူသည်စင်းရဲ၏ထိုသူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်အသုံးမရသောထိုငယ်သားကိုငိုကြွေးခြင်းအန်သွားခဲခြင်းရှိရာပြင်အယက်မှောင်မိုက်တဲသို့နှင်ထုတ်ချလိုက်ကြဟုစီရင်တော်မူ၏အဲ့တော့ဒီကျမ်းပိုက်ကလုကာ19အငယ်17ကနေ20ခုမှာလည်းပဲဖော်ပြထားတယ်အဲ့တော့လုကာအခန်း19အငယ်17ကနေ73ကိုကျွန်တော်ဖတ်ပေးခြင်းနဲ့ဒီမှာတော့ကျွန်တော်မထိုးထားဘူးပေါ့နော်အဲ့ဒီမှာကြတော့ဘယ်လိုဖော်ပြထားလဲဆိုတော့ထိုအခါယေရုရှလင်မြို့အနီးသို့ရောက်တော်မူ၍ဖျားသခင်နိုင်ငံတော်သည်ချက်ချင်းပေါ်ထွန်းမြည်ဟုလူများထင်မှတ်သောကြောင့်ပရိသတ်အလယ်၌မိန့်တော်မူသောဥပမာကားလို့ပြောထားတယ်ဥပမာတွေဖြစ်တယ်ဒီအရာတွေကဒီနှစ်ခုလုံးဒီကျမ်းပိုက်နှစ်ခုလုံးကငယ်သားတွေနဲ့ပတ်သက်ပြီးမှနော်ဖော်ပြထားတဲ့ဒီမဿဲ25အငယ်29 30ဆိုရင်တော့နော်ဒီအခွင့်50အခွင့်20အခွင့်30ကိုအပ်ပေးတဲ့ငယ်သားဥပမာဖြစ်တယ်အခွင့်50အနှင်းခံရတဲ့သူက50တိုးပွားတယ်အခွင့်20အနှင်းချင်းခံရတဲ့သူက20တိုးပွားတယ်အခွင့်30အနှင်းချင်းခံရတဲ့သူကမြေကြီးတဲကိုမြုပ်လိုက်တယ်မြုပ်ယုံတင်မကဘဲနဲ့သခင်ပြန်လာတဲ့အခါမှာကိုတော်ဟာခဲရင်းတဲ့သူဖြစ်တယ်ကိုတော်ဟာကိုမဆိုင်ပြိုးတဲ့နေရာမှာရိတ်တဲ့သူဖြစ်တယ်ဒါကြောင့်ကျွန်တော်ကြောက်တဲ့အတွက်ကြောင့်မြေ